လုံးပဲမင်္ဂလာပါရှင်ချင်းမိတ်ဆွေတို့အပေးကြလို့ဧပြီလရဲ့ရာအကောင်းဆုံးဖြည့်ဆက်စာလေးရဲ့မဟာဆင်မှာပေါ်ထွက်လာပါပြီနော်တော်တန်စင်းဝင်တဲ့ဖြည့်ဆက်စာလေးတွေကဘာလီရဲဆိုတာဗီဒီယိုလေးမှာကြည့်လိုက်ကြရအောင်နော်ဟုတ်ကဲ့နံပါတ်1ရာအကောင်းဆုံးအနေနဲ့ကြတော့ U-Theory brand နဲ့က collagen plus biotin လေးပဲဖြစ်ပါတယ်ရှင်အယိုးစစ်နဲ့အယိုးကျန်းမာရေးလည်းကောင်းမွန်စေတဲ့ hair skin တွေအတွက်လည်းအထောက်အကူပြုပါတယ်ရှင်နံပါတ်2ရာအကောင်းဆုံးအနေနဲ့ကတော့ Nature Made brand နဲ့က fish oil လေးပဲဖြစ်ပါတယ်ရှင်ဒီ fish oil လေးကတော့ခန္ဓာကိုယ်ကမကောင်းတဲ့အဆီတွေကိုရှော့ချပေးပြီးတော့မျက်လုံးကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်ရှင်နံပါတ်3ရာအကောင်းဆုံးအနေနဲ့ကြတော့ Keklan brand နဲ့ထုတ်တဲ့ Glucosamine MSN လေးပဲဖြစ်ပါတယ်ရှင်ဒီ Glucosamine လေးကကြတော့အယိုးစစ်နဲ့အယိုးကျန်းမာရေးလည်းကောင်းမွန်စေပါတယ်ဒုနာခန္ဓာသမားတွေအတွက်တင့်တော်တဲ့ Glucosamine လေးပဲဖြစ်ပါတယ်ရှင်နံပါတ်4ရာအကောင်းဆုံးအနေနဲ့ကတော့ Nature brand နဲ့က AC Week Gummy လေးပဲဖြစ်ပါတယ်ရှင်အစာရည်နဲ့ဥလန်းကြောင်းကိုကောင်းမွန်စေပြီးတော့ဝမ်းပုံမှန်သွားစေပါတယ်ရှင်ဟုတ်ကဲ့နံပါတ်5ရာအကောင်းဆုံးအနေနဲ့ကြတော့ Central brand နဲ့ကယောက်ျားလေးရောမိန်းကလေးရောအသက်50အထက်အသုံးပြုလို့ရတဲ့ multivitamin အားဆေးလေးပဲဖြစ်ပါတယ်ရှင်အလုံးကြီးအနေနဲ့တော့325လုံးပါတဲ့အားဆေးလေးပဲဖြစ်ပါတယ်ရှင်နံပါတ်6ရာအကောင်းဆုံးအနေနဲ့ကတော့ Central brand နဲ့က Central Man 50 Plus လေးပဲဖြစ်ပါတယ်ရှင်အသက်50အရွယ်အမျိုးသားများအတွက် multivitamin နဲ့ mineral အစုံပါတဲ့အားဆေးလေးပဲဖြစ်ပါတယ်ရှင်နံပါတ်9ရာအကောင်းဆုံးလေးကကြတော့ Soft Natural brand နဲ့က magnesium မဲလေးပဲဖြစ်ပါတယ်ရှင်ကြက်သားကျန်းမာရေးကိုကောင်းမွန်စေပြီးတော့ညဘက်ဆိုရင်လည်းကောင်းကောင်းအိပ်ပျော်စေပါတယ်နံပါတ်10ရာအကောင်းဆုံးအနေနဲ့ကတော့ Biotin brand နဲ့က D3 Plus လေးပဲဖြစ်ပါတယ်ရှင်ကိုခံအားနဲ့အယိုးကျန်းမာရေးအတွက်ကောင်းမွန်တဲ့ဖြည့်ဆွတ်စာလေးဖြစ်ပါတယ်ရှင်နံပါတ်9ရာအကောင်းဆုံးလေးကကြတော့ HO လိုလူတီများတဲ့ Healthy Origin brand နဲ့က Vitamin K2 MK7 လေးပဲဖြစ်ပါတယ်ရှင်အယိုးကျန်းမာရေးကိုကောင်းမွန်စေပါတယ်နှလုံးကျန်းမာရေးကိုလည်းအထောက်အကူပြုတဲ့ဖြည့်ဆွတ်စာလေးဖြစ်ပါတယ်ရှင်နံပါတ်10ရာအကောင်းဆုံးအနေနဲ့ကတော့ HO လူလူတီများရဲ့ Healthy Origin brand နဲ့က probiotic 30 billion လေးပဲဖြစ်ပါတယ်ရှင်။ဦးလန်းကြောင်းနဲ့အစာရင်ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်ရှင်။အခုလိုတော်တန်စင်းဝင်အောင်အားပေးကြတဲ့ချစ်မိတ်ဆွေတို့ကိုမာဆန်မီတာစုမှကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်လာမှလည်းဘယ်ဖြစ်ဆက်စာတွေကရောင်းအကောင်းဆုံးဖြစ်ဆက်စာတွေဖြစ်မလဲဆိုတာဆက်လက်ဆောင်ကြည့်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။